အားလုံးပဲကဒီမှာဆိုတော့ဗျနောက်တိုကနော်နောက်တို skin တစ်ခေါက်ကိုဒီဈေးမြန်မာငွေ6000ထဲနဲ့ဂုံစင်းဒီအကြောင်းကိုကျွန်တော်အနေနဲ့ပြပြပြီးတော့ဖြစ်ပါတယ်ဒီနောက်တိုပေါ့နော်ဒီနောက်တို event เนาะဒီမကြခင်မှာရောက်ရှိလာတော့မှာဖြစ်ပါတယ်နောက်တိုမှာဆို skin 9កောင်တီတီကို character ပါခဲ့ပါတယ်နောက်ပြီးတော့ဒီနောက်တို skin ကိုဘိုးတို့နေဂုံစင်းမှုတက်ဘောနော်ကျွန်တော်ဇေယျလေးတစ်ခုပြမှာဖြစ်ပါတယ်ကျွန်တော်ရွေခဲ့တဲ့သူလည်းလေးစားဆိုတာကျွန်တော် credit ပေးပါတယ်ဒီဇာတ်လေးကျွန်တော်တခြားများဇာတ်နဲ့မစင်ခင်မှာအရင်ဆုံးကျွန်တော်ရဲ့ channel လေးကို subscribe ပေးပြီး video လေးကို like ခဲ့ပြီးကိုအရင်ဆုံးတောင်းဆိုချင်ပါတယ်ခင်ဗျကဲစားလိုက်အောင် let's go brother တို့တခုပြင်ရှင်းတာပေါ့နော်ဒီနောက်တော့ Evan တော့ပြန်လာပြီမဲ့သူမကတော့ Bruce ကိုဘယ်တော့မှပြန်လာတော့မှာမဟုတ်ပါဘူးကဲပေါ့နော်ကျွန်တော်အခုပြမယ့်ဇာတ်လေးကိုကျွန်တော်ပြမှာရှာတယ်အရင်ဆုံးကျွန်တော်ဇာတ်နဲ့ပတ်သက်ပြီးပြောခင်မှာဒီနောက်တို event နဲ့ထပ်ပြောချင်တယ်ပါနောက်တို event မှာဆိုတော့ပဲကျွန်တော်ဒီ one draw ကိုဆိုရင် diamond 50ကုန်ကြမှာဖြစ်ပြီးတော့မှဒီ first one draw ဆိုလို့ရှိရင်ပေါ့နော် daily first one draw ဆိုလို့ရှိရင် diamond 225လုံးပဲကုန်ကြမှာဖြစ်ပါတယ်10 draw ဆိုလို့ရှိရင်တော့ diamond ဒီ900ကုန်ကြမှာဖြစ်ပြီးတော့မှ first 10 draw ဆိုလို့ရှိရင် diamond 450ကုန်ကြမှာဖြစ်ပါတယ်အဲ့ဒါလေးကိုတော့ဘယ်လိုသိထားတယ်လို့ထင်ပါတယ်ကဲဇာတ်မှာချက်တော့လိုက်အောင်ကဲဇာတ်မှာရေးရတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ကလောက်ရမှာဖြစ်ပါတယ်ဒီနောက်တော့ event ဆိုတော့ဒီမေလာပေါ့နော်2ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပါတယ်ဒီမေလာ2ရက်နေ့ကျရင်ဘရိုနေကဟိုဒီ weekly bet 4ကထည့်ရမယ်ဒီ1 draw လှည့်ရမှာပေါ့ဗျာ1 draw လှည့်မယ်ဆိုလို့ရှိရင်ဒီ1 draw ကြံမယ်နောက်ပြီး diamond အနေနဲ့ပေါ့ဗျာဒီ weekly bet 4ကထည့်တာဖြစ်တဲ့ကြောင့်မလို့ diamond 315လုံးကြံမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီမေလာ3ရက်နေ့ပြီးတော့မေလာ4ရက်နေ့တွင်ဒီ1 draw စီလှည့်ရမှာဖြစ်ပါတယ်ဒီခုနစုပေါင်းအနေနဲ့ဒီခုနှစ် draw ရမှာဖြစ်ပါတယ်ဘရိုနီယာဒီမေလာ2ရက်နေ့တော့ဖြစ်တာတဲ့ diamond အခုဒီမှာထပ်3မယ်ဆိုလို့ရှိရင်တော့နော် diamond ကတော့ဒီ285လုံးကျန်မှာပဲဖြစ်ပါတယ်မေလာ9ရက်နေ့ကျတော့ဆိုရင်ဒီ free token တွေကလာပြီ free token လာခဲ့တာကြရင်လည်း3 weekly bet တကယ်ပြည့်မယ်နောက်ပြီးတော့ဒီ6 draw ပေါ့နော်6 draw လှည့်မှာပေါ့နော်6 draw လှည့်မယ်6 draw လှည့်ပြီဆိုလို့ရှိရင်ဒီစုပေါင်းနေနေပေါ့နော်ဒီ free token နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်43 draw ရမှာပါ43 draw ရမှာဖြစ်ပါတယ်ပေါ့နော်ဒီ weekly ပဲဖြည့်ထားတဲ့ဟာတွေကတော့ဒီ diamond 250ကျန်အောင်မှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီမေလာ10ရက်နေ့ကနေပြီးတော့မေလာ22ရက်နေ့ထိ1 draw စီလှည့်သွားမယ်ဆိုလို့ရှိရင်စုပေါင်းနေနဲ့ total draw 56 draw ရမှာဖြစ်ပါတယ်နောက်ပြီး diamond ကတော့185လုံးကျန်အောင်မှာဖြစ်ပါတယ်နောက်ပြီးမေလာ23ရက်နေ့ကျရင်လို့ရှိရင်လည်းဒီ free token ထပ်လာအောင်မှာဖြစ်ပါတယ် page 2လာမှာပဲနေ့ကျရင်ဒီ weekly ပဲ3ကဖြစ်ရမယ်ဖြစ်ပြီးလို့ရှိရင် diamond ဒီ66လုံးထပ်ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ29 token ရရှိမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အမှ1 draw နဲ့ဒီ stand draw ထပ်ပေါင်းမယ်အဲ့မှာဆိုလို့ဖြစ်စုပေါ total draw တွေ96 draw diamond ဒီ36လုံးပဲကျန်တော့မှာဖြစ်ပါတယ်ခင်ဗျာကဲနောက်ပြီးတော့ bro လောက်ရမှာဒီလောက်ပါပဲပေါ့နော်ဒီပြောပါရင်ဗျာ120 draw လည်းမပြည့်ဘူးမပူပါနဲ့ဘောနော်ဒီ token free token 10ကကြော်လောက်တော့ရအောင်မယ်လို့ကျွန်တော်အနေနဲ့တင်ကြားထားပါတယ်ခင်ဗျာဒီ free token 10ကကြော်တော့ရပါအောင်မယ်ကျင်းဒီပေါင်း120 draw ပြည့်နိုင်ပါတယ်ကျွန်တော်အမှတ်ခံပါတယ် free token တွေမူတိုဘန်းနေပြီးတော့ပေးဦးမယ်လို့ကျွန်တော်တင်လေးပါလေးကြားထားပါတယ်ဒီတစ်ခါဒီနောက်တူမှာတော့ဒီပတ်စံအများကြီးတော့ bro နေတော့မ3ရပါဘူး6000လောက်ပဲ3ရပါမယ်နီယိုဘတ်တော့ဆိုရင်တသိန်းဒီပါကပ်ပါတယ် bro ကြီးဘောနော်ဒီ diamond မြကိုဒီစိတ်ချယုံကြည်စွာနဲ့ဒီကျွန်တော်ရဲ့သူငယ်ချင်း space မှာတွားရောက်ပြီးတော့ Telegram page မှာတွားရောက်ပြီးတော့ဝယ်လို့ရနိုင်အကြောင်းကျွန်တော်အရင်ဆုံးပြောကြားချင်ပါတယ်ခင်ဗျာ weekly bet ဈေးတွေဆိုတော့တန်ပါတယ်ဆောင်းရောက်မှာတန်ပါတယ်ဈေးတွေရအောင်ချိုးပါတယ် bro အနေနဲ့ကဒီစိတ်ချယုံကြည်စွာနဲ့ reply နဲ့မကြောက်ဘူးအခုပြန်ရင်အခုဘလို့စာရေးပြီးဆိုရင် reply မကြပါဘူး10မိနစ်တွင်ပြန်ပေးပါမယ် diamond များကိုလည်း bro အနေနဲ့အမြန်ဆုံးတို့ဘက်နေပြီးတော့မှဝန်ဆောင်မှုပေးနေပါတယ်bro အနေနဲ့က diamond ဖြည့်ချင်တာဖြစ်ဈေးတက်နဲ့ရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့သူငယ်ချင်း space မှာတွားရပြီးတော့ဝယ်ယူနိုင်တဲ့အကြောင်းကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်အနေနဲ့အခုလိုကြော်ညာရဆိုပြီးတော့ကြော်ညာကရတယ်လို့အလုံးတော့မထင်ရပါနဲ့ကျွန်တော်ကသူ့ကိုဒီစေတနာနဲ့ကြော်ညာပြီးတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်နဲ့သွားဝယ်ပူပါတယ်ဈေးဆောင်ရမ်းချိုပါတယ်
အခုဒိုင်းမိုးလို့ချင်းဆိုရင်သူ့အနေနဲ့ချက်ချင်းထည့်ပေးပါတယ်ခင်ဗျာမကြပါဘူးတချို့စိတ်လာရတဲ့စားလို့ဆိုရင်ဒီ brother မှာတွားရောက်ပြီးတော့ဝယ်လို့ရပါကြောင်းကျွန်တော်ပြောရချင်ပါတယ်ဗီဒီယိုလေးတော့ဒီနေ့မှာတော့လောက်ပါပဲအဆုံးကြည့်ပေးကြလို့ကျေးဇူးအများကြီးကိုတင်ပါတယ်နောက်လည်းကြာရင်ဒီထက်ပိုကောင်းတဲ့ဗီဒီယိုမှာပြန်လဲ sorry ကြပါအောင်ဗီဒီယိုလေးမှာလိုအပ်ချက်စီးတာဖြစ်ဖြစ်အမှားပါသွားရင်အားလုံးကိုတရားချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဆုံးကြည့်ပေးကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ拜拜吧。